မင်္ဂလာပါဒီနေ့မှလည်းမင်းသုံးကျင်တဲ့ပစ္စည်းလေးတွေထပ်ပြီးတော့မှရောက်လာတယ်ပေါ့နော်အဲ့ဒါလေးတွေကိုပြပေးပါမယ်ပထမဦးဆုံးအနေနဲ့အရန်ဆိုမှ review များပြီးတော့မှအခုတလုံးမှာ hit ဖြစ်နေတဲ့ဟာလေးကိုပြပေးပါမယ်တန် ingredient က moisture လေးပါဒါလေးအရန်သုံးကြည့်ကျင်နေတာဒါလေးရောက်ထားပါတယ်ဒါလေးသုံးကြည့်အရန်ဆိုမှအရန် review တွေများနေလို့ပေါ့နော်ဒါလေးသုံးပါမယ်ဒါလေးရောက်ထားတယ်နော် site မှာမမင်းကတော့အများနဲ့သိတဲ့အတိုင်းတပူးယူပဲနော်ဒီဟာလေးမမင်းအတွက်ရှိပါမယ်ပြီးတော့အရန်ဟိုမှာ Derma Factory ထဲကအရန်ဟိုမှာအမေးများနေတဲ့ဒီရဲ့ Aquamarine Cream လေးလည်းရောက်ထားတယ်အသားရည်အဆိုတက်ပြေဝရချင်တယ်ဆိုရင်ဒါလေးသုံးပေးနော်ဒါလေးမင်းတို့ဆိုင်မှာပစ္စည်းပြတာကြာပြီးအခုမှပြန်ရောက်ထားလို့ပါပြီးတော့အရန်ဆိုမှအရန်အမေးများနေတဲ့ဒီ Under Arm Cream review တွေလည်းများတယ်အမေးများတယ်ဒီ Under Arm Cream လေးလည်းရောက်ထားပါပြီဒါကဂျိုင်းမဲတာတွေအတွက်လုံးဝတိတာတဲ့ပစ္စည်းလေးပေါ့နော်ဒါလည်းမင်းတို့ဆိုင်မှာကိုအရန်အမေးများပါတယ်ပြီးတော့ဒီရဲ့ဂျပန် brand လေးဖြစ်တဲ့ Super Kika hair mask လေးလည်းရောက်ထားပါတယ်ဒါလေးလည်းသုံးကြည့်ခြင်းเนี่ยတခါလေးကြာရင်လေကိုသုံးကျင်တာတွေပဲမှာနေရတော့လေကိုတော့ကိုပဲဆိုင်ဖွင့်ထားသလိုမျိုးခံစားလာရတယ်ပေါ့နော်ကိုပဲသုံးကြည့်ခြင်းနေရဆိုတော့ပြီးတော့မင်းအရန်ကြိုက်တဲ့နောက်တစ်မျိုး clinic က DDJ clinic က DDJ ကတော့သူကစီပြန်တဲ့လူတွေသုံးပေးဒါ clinic က DDJ ဒါကတော့ညှိုးစရာကိုမလိုဘူးအရန်ဟိုမှာကြိုက်များတယ်အမေးများတဲ့ပစ္စည်းပေါ့နော် clinic က DDJ လေးဘူးကြီးပြန်ရောက်ထားပြီးဘူးအသေး90မေကတော့ဆိုင်မှာရှိပါအောင်မယ်ပြီးတော့ဆန်ခါရဲ့ perfect wig ကအစ်စ်လေးဒါ premium ပေါ့နော်ခဲရောင်လေးအစ်စ်ထက်ရောက်ထားတယ်ဒါလေးလည်းရောက်ထားပါတယ်သူကဆိုရင်စံခါတဲ့ကနောက်ဆုံးမှအခုထွက်ထားတဲ့မျက်နှာသစ်လေးပေါ့နော်နောက်ပြီးတော့မင်းတို့ဆိုင်မှာနောက်ထပ်အရန်ဟိုမှာအမေးများတဲ့ဒီ Yon Skin ဒီ Yon Skin အရန်မေးများတာနော်သူက quality လည်းကောင်းတယ်ဈေးလည်းသက်သာတဲ့အတွက်ကြောင့်မို့ဒီ Yon Skin ရဲ့ဟာလေးရောက်ထားပါတယ်နောက်တစ်ခါ sun cream ဆိုရင်တော့ Yon Skin လေးသုံးကြည့်မှဖြစ်တော့မယ်အရန် review များနေတဲ့အတွက်ကြောင့်မို့လို့ဒါလေးမှတ်ထားပါမယ်သုံးကြည့်ချင်နေတာပေါ့နော်ပြီးတော့ခါကြတော့အခုတလောအထုပ်တွေရောဘူးတွေရောမှာအရန်အကြိုက်များလာတဲ့ဒီ Vita Carotene က Hammer ဘူးအသေးလေးတွေလည်းထပ်ပြီးတော့ရောက်ထားပါတယ်ဘူးကြီးတွေလည်းထပ်ပြီးတော့ဝင်ဖို့တော့ရှိတယ်ပစ္စည်းတွေကဘယ်နေ့တွေရောက်မလို့ရောက်မှမသိဘူးပေါ့နော်မင်းရောက်တဲ့ဟာလေးတွေကိုတော့အမြဲတမ်းလာပြီးတော့ပြောပေးပါမယ်ပြီးတော့ခါကြတော့မင်းတို့ဆိုင်မှာဆိုရင်အရန်ဟိုမှာအမေးများတဲ့ဒီ R3 hair wine 3ရောင်လုံးရှိပါတယ်ဒါဆိုရင်မင်းအမြဲတမ်းသုံးတယ်မင်းတို့တအိမ်လုံးလည်းသုံးတယ်အမြဲတမ်းလည်းသုံးတယ်ပစ္စည်းလုံးဝပစ္စည်းပြတ်လို့မရအောင်ခုတလောပစ္စည်းပြတ်သွားတာအခုမှပြန်ရောက်ခဲ့တဲ့ဟာလေးဒီ R3 ကဒီ3ရောင်လုံးရောက်ပါအောင်မယ်ရှင်ပစ္စည်းတွေကတော့အမြဲတမ်းအများကြီးပဲရောက်တယ်နော်ဒါမင်းကြိုက်တဲ့ဟာလေးတွေမင်းသုံးချင်တဲ့ဟာလေးတွေကိုရေးပြီးတော့ပြောပေးတာပါနောက်ရက်တင်မှာလည်းပစ္စည်းရောက်တဲ့တဲကမင်းသုံးချင်တာလေးတွေကိုလာပြီးတော့ပြောပေးပါအောင်မယ်ဗာလေးပဲလို့မင်းတို့ correct short ဆိုင်လေးကိုတတိတရနဲ့ဝယ်ပေးကြတဲ့အတွက်အားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်